ရက်ကဆွဲခွာပြီးပြန်ရမယ်ဆိုတော့လေရှင်ထဲမှာအဒီခေါ်လို့မရတဲ့ဝေဒနာလေးတစ်ခုခံစားရတာမှာပါရှိရတဲ့ဝေဒနာကဆွဲခွာရပြန်နေတယ်ဆိုင်နာကမပိုင်နေဘူးလားအချိန်တည်းအကျရောက်မှာပေါ့ပြောချင်တော့လည်းမပြောနိုင်ရင်ရင်တော့လည်းမရှိနိုင်မျက်နှာမှာပြုံးနေရဘူးရှင်ထဲမှာတော့ငူရပါတယ်ချစ်ရဲ့ဒါပေမဲ့လည်းအချိန်တည်းအကျရတယ်လေချစ်တဲ့ခုနှလုံးသားလေးကမင်းရဲ့နားမှာထောင်နေချင်တယ်ဆိုတာချစ်တဲ့မင်းတယောက်ပြောလိကြတယ်တော့ချစ်ရဲ့ပြောလိကြတယ်